ကဲမြန်မာပြည်သူပြည်သားတွေခုချိန်မှာမျက်ရည်နဲ့မျက်ခွင့်နဲ့နေနေတဲ့ချိန်မှာမြောက်နိုင်ကြတော့ခွင့်ကောင်းယူပြီးတော့တိုင်းသားနေမယ်ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်သူကြိုက်တဲ့နေရာကိုလေရင်နဲ့ပြန်ပြီးတော့လေရင်နဲ့ပုံချရတဲ့တယ်သူမြောက်နိုင်ငံကိုလာကြကြပါဆိုပြီးသူမြောက်နိုင်ငံကိုအကူအညီတောင်းရတဲ့တယ်ကဲလာကြတဲ့လူတွေကဲလာကြတဲ့နိုင်ငံတွေအဲ့ဒီမြောက်နိုင်ကဘယ်လိုမြင်ကြလဲသူကြတော့လေရင်နဲ့ပြန်ပြီးတော့ဗီဒီယိုပြန်တတ်တယ်ကဲသူမြောက်နိုင်ငံကနေလာပြီးတော့မြန်မာပြည်သူပြည်သားတွေကိုတေးမလားရှင်းမလားငလင်တာကိုခံပြီးတော့တဲတဲ့လူတွေရောရှင်တဲ့လူတွေရောကြေးပင်းနေကြတဲ့တယ်ဆဲတွေထိုးပေးတယ်ဆဲတွေကျွဲတယ်ဘယ်လိုတဲဆိုင်နိုင်မှာလဲဆိုပြီးသူတို့တွေကကြေကြတယ်အဲ့ဒီအချိန်မှာမြောက်နိုင်ကတွားပြီးတော့နေရာဆုံးပေါင်းချရတဲ့တယ်ကဲစဉ်းစားကြပါအောင်အဲ့လိုမျိုးဦးနှောင်းကတရိษံလားလူလားပြောရှာတော့မရှိတော့ဘူးအဲ့ဒီမြောက်နိုင်ကဖမ်းလို့မရတာလားအေရှာနိုင်ငံသားတွေအဲ့ဒီမြောက်နိုင်ကအခုထိလက်လွတ်နေရတဲ့တဲတယ်ပြည်သူကိုတက်နေတဲ့ကောင်ကတနာဆရာမြန်မာပြည်သူပြည်သားတွေတရားမှန်20ရာခိုင်နှုန်းကတော့သူများနိုင်ငံကိုဂျုံပေါ်ကနေပြင်းနေကြပြီကြံတဲ့မပြင်းနိုင်တဲ့လူတွေငလင်တိုင်းကိုခံပြီးတော့တေးချနေကြတယ်ငုံနေကြတယ်စားဆရာတော့မရှိကြဘူးအဲ့ဒီအချိန်မှာရှိနေတဲ့လူတွေကိုမြောက်နိုင်ကပုံပြန်ချရတဲ့တယ်တနိုင်ငံကနေမြန်မာပြည်သူပြည်သားတွေကိုကဲမဲ့နိုင်ငံမရှိဘူးလား